အင်အားစုများပြည်သူကိုရှေ့ရှုမျက်နှာမူကာသဘောထားမတိုက်ဆိုင်မှုများကြော်လွှားဖို့ NUG ဝန်ကြီးချုပ်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပြည်သူများဒုက္ခကြုံရမှုများပြားနေပြီးတော်လှန်အင်အားစုများစုစည်းကတော်လှန်ရေးကိုအမြန်ဆုံးအမြင့်ဖြတ်နိုင်ဖို့လိုအပ်ကြောင်းမျိုးသားညီညွတ်ရေးဆိုရ NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောပါရယ်။ဖေဖော်ဝါရီ17ရက်မှာကျင်းပတဲ့အစိုးရဖွဲ့အစည်းအဝေးမှာပြည်ထောင်စုဝန်ကြီးချုပ်ကစစ်တပ်အာဏာသိမ်းမှုကြောင့်စစ်ပေးဒုက္ခသည်3သန်းခွဲရှိတဲ့အခြေအနေကိုထည့်သွင်းပြောကြားခဲ့ပါတယ်။တော်လှန်အင်အားစုတွေစုစုစည်းစည်းနဲ့ဒီတိုက်ပွဲကိုအမြန်ဆုံးအမြင့်ဖြတ်နိုင်ပါမှပြည်သူတွေအတွက်ဗတ်ပေါင်းဆောင်ကသက်သာနိုင်မှာဖြစ်ပါတယ်။ဒီလိုပိုစုစည်းဖို့လိုလာတဲ့အချိန်မှာအင်အားစုတွေအသီးသီးကလည်းပြည်သူကိုရှေ့ရှုတဲ့တော်လှန်ရေးကိုမျက်နှာမူတဲ့လှုပ်ဆောင်ချက်တွေမူဝါဒတွေကိုခိုင်ခိုင်မာမာဆွဲကင်ပြီးသဘောထားမတိုက်ဆိုင်မှုတွေကိုစ조사ကြော်လွှားကြမှာဖြစ်ပါတယ်လို့ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့တော်လှန်ရေးဆင်နွှဲမှုလုပ်ငန်းများအတွက်များစွာကြိုးပမ်းအားထုတ်ခဲ့တော်လဲပြည်သူများရဲ့အမှန်တကယ်လိုအပ်ချက်တွေနဲ့စာမယ်ဆိုရင်များစွာလိုအပ်ချက်များရှိနေသေးရဲ့လို့ဝန်ကြီးချုပ်ကပြောပါတယ်။တော်လှန်အင်အားစုတွေအနေနဲ့လည်းတစ်ဖက်ကအကြမ်းဖက်စစ်ကောင်စီကိုတိုက်ခိုက်ချိန်မှုစ조사ကြသလိုတစ်ဖက်ကလည်းအကြမ်းဖက်စစ်ကောင်စီဒုက္ခပြီးလို့ဒုက္ခတီးရောက်နေကြတဲ့ပြည်သူတွေကိုတနိုင်သမျှဝိုင်းဝန်းကူညီဖို့စ조사နေကြတဲ့အခြေအနေဖြစ်တယ်လို့ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောပါတယ်။နိုင်ငံတကာမှာလည်းမြန်မာအရေးနဲ့ပတ်သက်ပြီးအိန္ဒိယနိုင်ငံများဥရောပသမဂ္ဂတို့ဘက်ကအတန်ကျေကျေလောင်လောင်ထွက်ပေါ်လျက်ရှိအောင်အဲဒီလောက်ခတ်မှုတွေကနိုင်ငံအတွက်အကောင်းဆုံးနှစ်ခုစလုံးကြုံရလို့ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေများကိုတွက်ဆကအမြန်ဆုံးတုံ့ပြန်နိုင်မှုပြုလုပ်ဖို့လည်းဝန်ကြီးချုပ်ကပြောပါတယ်။တခါတရံအကြက်တဲတွေကနေအခွင့်အလန့်ပေါ်လာနိုင်တာမို့ကျွန်တော်တို့အားလုံးကအရှိန်ဟုန်ကောင်းစွာနဲ့ဆက်လက်လှုပ်ဆောင်နေဖို့လိုမှာဖြစ်ပါတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ကပြောပါတယ်။အခု2025ကခက်ခဲများစွာကြော်လာမယ့်နှစ်ဖြစ်ပြီးအဲ့ဒီခက်ခဲကိုအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကောင်းစွာရှောင်လန်းနိုင်မယ်လို့ယုံကြည်ရလို့လည်းဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။